နှစ်30လောက်နေပြီးမှတီးလိုက်ရတဲ့ဘွားနေထိုင်နေလေးဝက်ချက်တွေပါကြည်ပြီးသွားတဲ့အခါအရန်အသုံးဝင်ပါတယ်ပထမတစ်ခုဘေးစင်နာကဒီပေါက်ကဘာလို့ဖို့လဲဆိုတာလူချင်းမင်းတို့သိကြပါသလားအမှန်တော့စပြစီဖို့တက်စင်မှုပါအရန်နဲ့အဆင်ပြေပြီးအသုံးဝင်ပါတယ်ဒုတိယတစ်ခုချေးအသေးဝယ်လာရင်ဆွဲမပြေလိုက်ပါနဲ့ချေးဆက်ထားတဲ့အချီကျိုးလေးရှိပါတယ်အဲ့ဒါလေးကိုဖြည်းဖြည်းချင်းဆွဲပေးလိုက်ရင်တော့ရပါပြီတတိယတစ်ခုလက်ကောက်ထဲကိုကလစ်အမဲထိုးပြီးကိုဘာသာဝေလို့ရပါတယ်သူများကိုလည်းအကူအညီတောင်းစရာမလိုတော့ပါဘူးလေကူမြောင်ရေခဲတက်တာအပူချိန်ကိုစောင်းရသည်မှာဆို9နဲ့6ကြားစောင်းဦးနဲ့ຫນွေဦးဆို3နဲ့4ကြားຫນွေရသည်မှာဆို1နဲ့2ကြားထားပေးရင်မီတာကလည်းမစားသလိုအေးတန်လည်းအနေတော့ပါပဲငါးခုမြောင်ငပြောသီးဝယ်တာများရင်အရေးဆုံးဆေးပေးပြီးတီရှူးနဲ့စင်အောင်တုပ်ပေးမယ်ပြီးမှတီရှူးကိုရေဆိုပြီးငပြောသီးအညာကိုပတ်ပေးထားမယ်ဆိုရင်တော့2ပတ်လောက်နေရင်တော့လက်ဆက်နေမှာပါ6ခုမြောင်ဖော်တုံးကိုယူပြီးဘရင်းပေါက်ဘောင်နာမှာအမှတ်လုပ်ပေးပြီးဖြတ်ပေးပါအကုန်တော့အပြတ်မဖြတ်ပါနဲ့အဲ့လိုဆိုဘရင်းပေါက်ဘောင်တွေကိုတန်ရှင်းရေးလုပ်လို့ရပြီးအရန်အဆင်ပြေပါတယ်ခုနှစ်ခုမြောင်တပြက်စီထိန်မှာတိတ်ကပ်ပြီးတန်ရှင်းရေးလုပ်မယ်ဆိုဖုံမို့ရောစပင်မွေတွေရောတိတ်မအကုန်ကပ်ပါလာပါမယ်ပြီးမှတိတ်ခွာပေးလိုက်ရင်တော့ရသွားပါပြီကျွန်တော်ကို follow ထားမယ်ဆိုပွားနေထိုင်နေလေးဝက်ချက်တွေကိုသိရှိရမှာပါ